ကဲနာမည်ကတော့ကီစာဟော်ရာဟိုကျွန်းဖြစ်ပြီးတော့900 MB နဲ့အော်စတိုင်းဟော်ရာဂိမ်းပဲဖြစ်ပါတယ်ဒီဂိမ်းမှာတော့တင်ကလက်ဝတ်ဆက်ကျမှုတွေနဲ့ပြည့်နေနေတဲ့တားမြစ်ထားသောရွာတရွာကိုပစ္စည်းတွားရောက်ပို့ရမှာပဲဖြစ်ပါတယ်တင်သွားတဲ့ရွာမှာမိစ္ဆာ DSC တွေကပြည့်နေပါတယ်တင်ကတော့ရွာထိပ်ကဆိုင်မှာရေတံမှုတပူဝယ်ယူခဲ့ပါတယ်တင်ပစ္စည်းပို့မဲ့အိမ်ကရွာလေကအိမ်ဖြစ်ပြီးတော့အိမ်ကမာကြီးကိုတင်ကပစ္စည်းပို့ခဲ့ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့တင်ကဆိုင်ကယ်လေးနဲ့အတူပြန်သွားခဲ့ပါတယ်တင်အိမ်ကိုရောက်တဲ့အချိန်မှာညာနန်းတကောင်ရန်ဖြစ်နေပါပြီတင်ရွာလေကပစ္စည်းပို့ခဲ့တဲ့အမကြီးရဲ့ဓာတ်ပုံကရိုက်တုံးကကြည်နေပြီးတော့အခုချိန်မှာဝါသွားတာကိုအံ့ဩဖွယ်တွေးမြင်ရပါတယ်မန်နဲ့ရောက်တော့တင်ရဲ့တတိအိမ်ကိုတင်ကဆိုင်ကယ်လေးနဲ့လိုက်ပို့နေပါပြီကားတွေကိုရှောင်းရင်းနဲ့တင်ဆိုင်ကယ်မောင်းနေရပြီတင်မောင်းနေရင်းနဲ့လမ်းတစ်ဝက်မှာရောက်လာခဲ့ပါပြီတင်ရောက်လာတဲ့အိမ်ကတော့တထေးကြီးရဲ့အိမ်ဖြစ်ပြီးတော့တင်ရဲ့တထေးရဲ့အိမ်ဖြစ်ပါတယ်တင်တထေးကတော့ဆိုင်ကယ်ပေါ်ကနေဆင်းသွားပါပြီဒါကတော့သူ့ရဲ့ကိုယ်ပိုင်ဖြစ်ပြီးတော့တင်တထေးကမန်နေဂျာတကူဖြစ်ပါတယ်ဒီမှောင်မိုက်တဲ့ရွာကြီးတဲ့ကိုတင်ကပစ္စည်းပို့ဖို့မမထင်ရောက်လာခဲ့ပြီးတော့ဒီတားမြင့်နယ်မြေတွေကနေပြန်လည်ပြီးတော့ထွက်ပြေးနိုင်မှာဒါမှမဟုတ်ဆက်သက်သွားမလား